Hi ဒါကတော့ grammar ဆိုးမ domain ရဲ့ second week ရဲ့ day 4ဖြစ်ပါတယ် Okay ကဲတော့ day 4မှာဆိုလို့ရှိရင်တိုး u နဲ့ပတ်သက်တဲ့ grammar မျိုးလေးသင်ရမှာเนาะပထမဆုံးအနေနဲ့တိုး u ရဲ့အဓိပ္ပာယ်လေးကိုမှတ်ထားပါတိုး u ဆိုတာလို့ဆိုတယ်လို့သူ့မှာအကျမ်းပြမယ်အဲ့လိုအဓိပ္ပာယ်ရှိတယ် Hi တိုး u ရဲ့ရှေ့မှာဘာလာလေးရှိတယ်အကျမ်းမြင့်ကိုမှတ်မယ်เนาะဒီ grammar ကိုပြောနေရမှာအခုဒီသင်မဲ့ grammar ကိုပြောနေရမှာအကျမ်းမြင့်ကိုပြောနေအကျမ်းမြင့်အနေနဲ့ဆိုလို့ရှိရင်တိုး u ရဲ့ရှေ့မှာဘာကြီးလိုက်လို့ရမလဲဆိုလို့ရှိရင် noun လိုက်လို့ရတယ် noun တိုး u ဆိုပြီးတော့ပြောလေးရှိတယ်เนาะပြီးရင်ဓာတ်တို u ဆိုပြီးရှိမယ်ဓာတ်လိုက်တာเนาะအရှိမတော့ noun တို့ဓာတ်တို u ဆိုတဲ့အတွက်အရှိမ noun တို့ adjective တို့ရှိမယ်ပေါ့နော်ဓာတ်တို u ရှိမယ်ပြီးလို့ရှိရင်ဂွင်းသားဂွင်းပိတ်ခတ်ထားတဲ့ခေါင်းစဉ်လေးလိုက်လို့ရှိတယ်เนาะနာမည်တွေကိုပြောတဲ့အခါမှာဥပမာထားပါတော့ဥပမာရန်ကုန်လို့ဆိုတဲ့မြို့ရန်ကုန်ဆိုတဲ့နာမည်ကိုဂွင်းသားဂွင်းပိတ်လေးနဲ့ခတ်တာရန်ကုန်လို့ဆိုတဲ့မြို့အဲ့ဒါဆိုလို့ရှိရင်အဲ့ဒီရန်ကုန်လေးကိုဂွင်းသားဂွင်းပိတ်လေးခတ်တာအဲ့ဒီနောက်မှာတိုး u လိုက်လို့ရှိတယ်စာမွေးမှာဖြည့်တတ်အောင်လို့เนาะစာမွေးမှာအဲ့လိုမျိုးအဲ့ဒါလေးတစ်ချက်သိရတဲ့တပုတ်မှန်လို့ရတယ်โอเคကဲတော့ပထမတစ်ခုကြည့်အောင် noun တိုး u တယ် noun လို့ဆိုတဲ့ noun ဒါမှမဟုတ် mono အရာဒါမှမဟုတ်ကိုတုဒါဆိုခုနကပြောတဲ့ဟာမျိုးပေါ့နော်အဲ့မှာရန်ကုန်လို့ဆိုတဲ့မြို့အဲ့လိုမျိုးပြောလိုက်လို့ရတယ်ဟုတ်ပြီနော်ဒါမှမဟုတ်လို့ရှိရင်ခုအကြောင်းအရာတစ်ခုရဲ့နာမည်ကိုပြောပြီးအနောက်မှာအဲ့ဒီဟာပစ္စည်းဆိုလို့ရှိရင် mono လိုက်မယ်အကြောင်းအရာတစ်ခုဆိုရင်ကိုတိုးလိုက်မယ်ဟုတ်ပြီနော်ဒီတိုင်းသူ့ရဲ့ noun နာမည်ရှိတယ်ဆို noun နာမည်လိုက်ခုနကဆိုရန်ကုန်လို့ဆိုတဲ့မြို့လို့ပြောလိုက်တဲ့အတွက်အနောက်မှာ noun ဖြစ်တဲ့မြို့ကိုပြန်လိုက်မှာဟုတ်ပြီနော် mono အရာလည်းမလိုက်ဘူးကိုတိုးလည်းမလိုက်ဘူးဟုတ်ပြီနော်အဲ့လိုမျိုးမရှိဘူးဆိုရင်တော့ mono ကိုတိုးလိုက်ချင်လိုက်လို့ရတယ်ဟုတ်ပြီနော် hito လည်းလိုက်လို့ရတယ်လူဆိုလို့ရှိရင်နားထောင်သူမသိသေးတဲ့လူပစ္စည်းအကြောင်းအရာစတာတွေရဲ့နာမည်တွေကိုပြောပြတဲ့အခါမျိုးမှာသုံးတယ်ဟုတ်ပြီနော်ကိုကနေပြီးတော့ဒါလို့ဘာပေါ့နာမည်လို့ဆိုတယ်ဘယ်ရာဘယ်လူဘယ်ပစ္စည်းဥမာထားပါတော့ Kimura san ဆိုတဲ့လူ Kimura san တိုး you hito Kimura san လို့ခေါ်တဲ့လူအဲ့လိုမျိုးအဓိပ္ပာယ်မျိုးပဲပေါ့နော်ဒါပေမဲ့ तू ကတစ်ခုတည်းဆိုရင်တိုး you ကိုသုံးမယ်နောင်ကိုကနှစ်ခုသုံးခုဇက်တိုက်ပြောပြခြင်းနဲ့ဆိုရင်နော်ထိုအတာကိုသုံးပေးရတယ်ထိုအတာကဘာနဲ့တူလဲဆိုရင်နားတုံနဲ့တူတယ်နော်โอเคကဲအဲ့တော့လဲဝင်ကြည့်အောင်仕事がないとは休みということですအလုံးမရှိဘူးဆိုတာကပေါ့နော်အနားယူတယ်ဆိုတဲ့သဘောဖြစ်ပါတယ် One Piece という漫画が知っていますか One Piece လို့ခေါ်တဲ့ One Piece လို့ဆိုတဲ့漫画ကို知っていますかသိပါသလား passport というものはတဲ့ passport というものは passport လို့ဆိုတဲ့ mono ဆိုအရာကနော် passport ကတတ်မဲ့ဖြစ်တဲ့အတွက် mono ကိုတောင်းလိုက်တယ်留学するためဒီနိုင်ငံခြားမှာကြောင်းတက်ဖို့ဆိုလို့ရှိရင်一番大事なものですအရေးကြီးဆုံးအရာဖြစ်တယ်โอเคရပါနော်ကဲနောက်တစ်အားကြီးလည်းအဲ့လိုမျိုးသဘောတွေပါပဲတိုး you know ကတိုးကဒါမှမဟုတ် noun tell you know ကသူကကြတော့ဆိုတာကဆိုတဲ့အဓိပ္ပာယ်မျိုးရတယ်နော် noun တိုး you know က noun tell you know က noun တိုးကဆိုတာကအဓိပ္ပာယ်ကိုရှင်းပြတာ definition ဖွင့်တဲ့အခါမှာသုံးဆိုတာကဆိုဥပမာထားပါတော့အချစ်ဆိုတာက bla 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 ဒီအချစ်ကြောင်း definition ဖွင့်နော်ဟုတ်ပြီနောက်အမှဥမာတခြားဟာတွေလည်းအဲ့လိုမျိုးပုံစံနေပဲပေါ့နော်ဥမာလူဆိုတာက bla bla ဆိုပြီးတော့ definition ဖွင့်တဲ့အခါမှာသုံးတာနော်ကိုကအဓိပ္ပာယ်ကိုရှင်းပြမှာဒီအရှိတိုး you know ရဲ့အရှိမှာပေးထားတယ် noun ရဲ့အဓိပ္ပာယ်ကိုကနေပြီးတော့ရှင်းပြကြတယ်အဲ့လိုမျိုးပေါ့နော်ဥမာ you may တိုး you know you may အိမ်မက်ဆိုတာကဆိုပြီးတော့သူ့ရဲ့ခံယူချက်ပါတော့ခနာရဲ့နိုင်တိုဤကဲနိုင်မို့နော်ခနာရဲ့ခနာဥဆိုတာအိမ်မက်ကိုဖြည့်စီရပါတော့အိမ်မက်ကိုမဖြည့်စည်းလို့မရဘူးဆိုရရပါတော့ဟီတိုတိုယုနိုကလူဆိုတာက自分のことだけしか考えない生き物だကိုယ့်ရဲ့အကြောင်းကလွယ်ပြီးတော့မစင်စားတဲ့တက်ရှိတန်ကြောပြီတိုယုနိုကမွေးနေ့ဆိုတာကပေါ့一年に一回だけだからတစ်နှစ်မှာတစ်ကြိမ်ဖြစ်တာကြောင့်大切にした方がいいတန်ဖိုးထားတဲ့はいရမယ်နော်အဲ့တော့ဒါ definition ဖွင့်တဲ့အခါမှာသုံးတာတိုယုနိုကတိုကထဲယုနိုကဆိုတာကပြီးနောက်တစ်ခုကတိုယုနောဒါမှမဟုတ်တိုယုကိုတိုဒါမှမဟုတ်ရင်ထဲယုနောထဲယုကိုတိုအရှိမ phrase တစ်ခုလိုက်လို့ရှိရင်သူက sentence တစ်ကြောင်းကို phrase ဖြစ်ပြောင်းပေးတာ example အနေနဲ့ပြောရမယ်ဆို sentence တစ်ကြောင်းကို sentence ရဲ့တစ်စိတ်တစ်ပိုင်းဖြစ်ပြန်ပြောင်းလိုက်တာအဲ့လိုမျိုးကြီးပြောရင်ရှုပ်တယ် grammar ပုံစံတွေပြောရင်ဒါပေမဲ့ example sentence ကိုကြည့်လိုက်တာအကောင်းဆုံးပဲ$1に7000ジェットになったということを聞いてびっくりしましたဒီမှာတစ်ဖြတ်ဖြစ်အောင်နော်ကျွန်တော်စာကြောင်းကိုဘာသာပြန်တဲ့အခါမှာဒီကနေဒီထိရမှာတကြောင်ပြီးတာတကြောင်ဆိုတာ phrase တစ်ခုပေါ့နော်တစုဒါကတစုပြီးရင် wo ခီးတဲ့ bakery ရှိမှာစတာတစုအဲ့လိုဖြစ်သွားတယ်$1ကို9000ယန်းဖြစ်သွားတယ်9000ကျပ်ဖြစ်သွားတယ်ဆိုတာကိုဖြစ်သွားတယ်ဆိုတာကိုပေါ့နော်ဖြစ်သွားတယ်တိုးယူကိုဖြစ်သွားတယ်ဆိုတာကိုနောက်မှာ wo ပါတဲ့အတွက်ကိုလို့ပါတာပြန်နော် wo မပါလို့ဆိုတာပေါ့ခီးတဲ့ bakery ရှိမှာစတာကြားပြီးတော့အန်တင်သွားတယ်လန့်သွားတယ်ဟုတ်ပြီနော်အဲ့တော့
ဒီမှာအောက်မှာဆိုရင်နောက်တစ်ခုဟီရာဂါနာစာရဲ့ခါခဲနိုင်သေးယူကိုတော့ဝါဟီရာဂါနာတော့မရေးနိုင်ဘူးဆိုတာကထိုးယူကိုတော့ဝါသေးယူကိုတော့ဝါဟာဇုကရှိခုနိုင်ရှက်စရာမကောင်းပါဘူးတဲ့โอเคဒါပဲနော်ဘာသာပြန်တက်ရင်ရတယ်ကိုကအတိတ်ပဲလေးသိရင်ရပြီထိုးယူနော်ကအတိတ်ပဲဆိုတာကဆိုတဲ့အတိတ်ပဲအဲ့ဒါလေးကိုစိတ်ထဲမှာမှတ်ထားလိုက်အကုန်စင်ပြေနော်အဲ့တော့ကျန်တာဒီ grammar နှစ်ခုကပြောမှဆိုနှစ်ခုကတူတယ်ပေါ့နော်ဒီက noun တိုးယူနော်က definition ဖွင့်တဲ့နေရာမှာသုံးတယ်လို့မှတ်ထားလိုက်အရှိကစကားစုတစ်ခုနဲ့ပါတာမျိုးဆိုလို့ရှိရင် phrase တစ်ခုပါတာမျိုးဆိုရင်ဒါကကိုကဆိုတာဆိုတဲ့အထိပ္ပယ်တူတူပါပဲအထိပ္ပယ်တော့ဆိုတာတော့ဆိုတဲ့တော့အဲ့လိုမျိုးအထိပ္ပယ်မျိုးပဲရတယ်ဒီကသုံးတဲ့နေရာမတူဘူးဆိုတာသိရမှာနော်โอเคကဲပထမတစ်ခုက Kimura san တိုးယူဟီတို Kimura san လို့ဆိုရဲလို့さっきတဲ့ Kimura san တိုးယူဟီတိုကဓမ္မがありましたよခုနကတော့ Kimura san ဆိုတဲ့လူစီကနေပြီးတော့ဖုန်းလာခဲ့ပါတယ်これは日本の楽器で尺八というものです。ဒီကဂျပန်ဂီတဒူရီယာတွေထဲမှာ尺八လို့ဆိုတဲ့အရာဖြစ်ပါတယ်။နော်尺八လို့ဆိုတဲ့အရာဖြစ်ပါတယ်။နော်ဒီမှာမိုနိုကိုပဲပြန်သုံးတယ်။အမှန်တကယ်尺八ဆိုတဲ့ဂီတဒူရီယာလို့သုံးရမှာပေါ့နော်။ဒါပေမဲ့သူပြန်မသုံးကျင်တဲ့အတွက်နန်စာအနေနဲ့မိုနိုလို့ပဲသုံးလိုက်တယ်။โอคาနဲ့は入れません。ပတ်စံမလိုအပ်ပါဘူးတဲ့။မိုရီတိုယူကိုတိုです။မိုရီတိုယူကိုတိုဆိုတော့အလကားလို့ဆိုလိုပါတယ်ဗောနော်။အလကားဆိုတဲ့အဓိပ္ပာယ်ပါပေါ့။အီမီဟုတ်ပြီနော်။ Okayခုနကပြောတဲ့ noun နှစ်ခုသုံးခုကိုကွာဖော်ပြချင်တာဆိုရင်တော့ထိုအစ်တာကိုတောင်းရမယ်နော်ထိုအစ်တာဘာနဲ့တူလဲနာဒိုနဲ့တူတယ်ခုနခိုးခိုးတဲ့ပါဒီထက်တန်းကျောင်းမှာက tennis ဆက်က yaku တိုအစ်တာ tennis ဆက်က yaku သုံးခုတောင်ဖော်ပြတာ noun သုံးခုနော်လို့ဆိုတဲ့နော် tennis တို့ soccer တို့ yaku တို့လို့ဆိုတဲ့ sports ကအားကစားတွေက sakandis ထွန်းကားပါတယ်လို့အဓိပ္ပာယ်စာကန်းဆိုတာထွန်းကားတယ်အဲ့လို popular ဖြစ်တယ်ပေါ့အဲ့လိုမျိုးအဓိပ္ပာယ်မျိုးပြောတာနောက်တစ်ခုတိုးယူနိုဝါထဲယူနိုဝါဒီက email を表す definition ဖွင့်မယ်デジカメというのはデジタルカメラを短くした言い方ですデジカメဆိုတာကတဲ့ digital camera ကိုဒီအတူကောက်ခြုံလာတဲ့ပုံပြောပုံဖြစ်ပါတယ်တဲ့ဒန်းရှာတဲ့カクテイっていうのはယထာမှာတဲ့カクテイဆိုတာကတဲ့何のことですかဘာကိုပြောတာလဲတဲ့カクエキに電車停車する電車のことですカクエキဘူရာတစ်ခုစီတိုင်းမှာ停車するရက်တန်းနဲ့ယထာကိုဆိုလိုတာဖြစ်ပါတယ်တဲ့โอเคကဲနောက်ဆုံးတစ်ခုခိကိုကိုဆူရူတိုယူနိုကအရှိမသူကခိကိုကိုဆူရူလို့ဘာလို့ phrase တွေလိုက်ရမှာနော်တိုယူနိုကတိုယူကိုတိုဝါအဲ့လိုမျိုးအဓိပ္ပာယ်ဟွန်ဒိုဒစ်ကရီဆန်ကခိကိုကိုဆူရူတိုယူနိုကိုတိုဝါခီတဲ့အိုတိုရိုကီမှာရီဆန်ကသူ့ရဲ့တိုင်းပြည်ကိုပြန်တော့မယ်ဆိုတာကိုကြားပြီးတော့အံ့အသင့်သွားတယ်ခွန်နာနီယိုကိုချီကိုကိုကိုဆူရူတိုယူနိုကခွန်နာနီအဲ့ဒီလောက်ထိဒီလောက်ထိယိုကိုမကြာခဏချီကိုကိုဆူရူတိုယူနိုကနောက်ကြတယ်ဆိုတာကချီကိုကိုဆူရူဆိုတာနောက်ကြတယ်ဗောနော်တိုယူနိုကဆိုတာကမွန်တိုင်းですよပြဿနာပဲတဲ့田中さんが医者だというのを知らなかった田中さんကဆရာဝန်ဖြစ်တယ်ဆိုတာကို知らなかったမသိရပါဘူးတဲ့ Okay အဲ့တော့ဒီမှာဆိုရင် habuku energy ရှော့ရနေရှော့ရနေဆိုတာကတဲ့ energy ကို habuku ということ energy ကိုချွေတာသုံးဆိုတဲ့ဟာကိုမိကြီးကကုしたအတူချုပ်နာတဲ့ဤခါတာですပြောအောင်ပြောနေဖြစ်ပါတယ်တဲ့はい Okay အဲ့ဆို example ဖြည့်ကြည့် exercise ဖြည့်ကြည့်အောင်禁煙というのはဆက်လက်မတောက်ရဆိုတာကタバコを吸っていけないというဆက်လက်မတောက်ရဆိုတာကဟိုဆက်လက်ကို禁煙ဆိုတာဆက်လက်မတောက်ရဘူးဆိုတယ်ဗာလဲမိုနိုလားကိုတိုလားသူတတ်မဲ့ဘာအောင်ညိုးနေအောင်တိုးယူနိုဝါရဲ့ရှေ့ကနောင်းအောင်ကြည့်ရမှာနော်ဘာအောင်ညိုးတာတော့အကြောင်းအရာကိုပြောနေရလားဒါမှမဟုတ်ရင်နောင်းတစ်ခုအရာဝတ္ထုတစ်ခုညိုးနေဆက်လက်မတောက်ရဆိုတာအရာဝတ္ထုမဟုတ်နော်အဲ့တော့ကိုတိုပါနော်လို့ဆိုလိုပါတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့ဘိုက်တိုထဲယူနော်ဘိုက်တိုဆိုတာအချိန်ပိုင်းလို့ပြောတာဘိုက်တိုထဲယူအဖေကပါသွားနော်ဝါလို့ပြောတယ်ထဲယူနော်ဘိုက်တိုဆိုတာကအာလူဘိုက်တိုဖြစ်ပါတယ်ဗောနော်အာလူဘိုက်တိုနော်ကိုတို this ပါနော်အာလူဘိုက်တိုနော်ထဲယူ this ပါမရှိတယ်B A အဲ့တော့အာလူဘိုက်တိုနော်ကိုတို thisနောက်တစ်ခုကကြတော့ခိုရဲဝါတဲ့日本のヒーターでこたつというこたつဒါကတော့ဂျပန်ဟီတာတွေထဲမှာこたつဆိုတာအရာဝတ္ထုဟုတ်တယ်မလားအဲ့တော့မိုနိုလိုက်မယ်ကဲနောက်တစ်ခုတတာမီတော့ကရှောကြီးတော့အစ်တာနှစ်ခုဖြစ်တယ်နောက်နှစ်ခုဖြစ်တဲ့တော့တော့အစ်တာလိုက်မယ်နော်โอเคဟုတ်ပြီကဲအဲ့ဆိုရင်ဝါတာရှိကတဲ့ကွက်လက်ဝါဂျော်ဒန်ですよတဲ့ဂျော်ဒန်နောက်တာပါတဲ့ရာမဲတို့ခိုင်းရှာဝိုးရဲ့နောက်မှာ buff လိုက်မယ်ဟုတ်တယ်မလား
ကြည့်လိုက်အဲ့တော့ဝိုးရဲ့နောက်မှာဘတ်လိုက်ရမလားမလိုက်မလားသိကြဟို app ပါလားကြည့်လိုက် app မပါဘူးဆိုလိုက်ရမှာနော်ဒီမှာ app ပါလားမပါဘူး buff တန်းလိုက်ရမှာနော်အဲ့တော့နှစ်နဲ့တစ်နဲ့တွဲရမှာသိကြပါရဲ့ရာမဲရူနော်ဝလည်းရှိတယ်တိုယူလည်းပါတိုယူနော်ဝပါနော်အဲ့တော့ဝတာရှိကခိုင်းရှာအိုဝတာရှိက subject ခိုင်းရှာ object buff လာမယ်ရာမဲရူပြီးစကားဆက်လာမယ်တိုယူနော်ဝဒါပဲနောက်တစ်ခုကိုနိုမီဆဲဝါတဲ့နန်ဂျူမူကျူပိတ်ရမရှိပါတော့နှစ်ပတ်လုံးပိတ်ရမရှိစွမကြီးတနည်းအားဖြင့်ကွက်လက် this အဲ့တော့ပိတ်ရမရှိဘူးဆိုလို့ပါရပါတော့အဲ့တော့ပိတ်ရမရှိဘူးဆိုယာဆုမီဝနိုင်တိုယူကိုတို this အဲ့တော့၄နှစ်တည်းတော့မှာဟဲ့โอเคရဆိုရင်ရပါတော့ခန်းလေး